မှာယောက်ျားမရှာပါဘူး။မကောင်းတဲ့ယောက်ျားရရှားပါမလား ကျွန်တော်ဒေါက်တာသူပဲ ။သူကငါကျွေးနေရဆိုတော့သိရမှာ ငါချင်းရတမ တွေ့ရတာဝမ်းသာပါ ။ငါ့လည်းအိမ်မပြော။ချက်တစ်ချက်ဆိုလေနှလုံးကလည်းအောက် ဘယ်ချင်းကစပြီ ။ဆရာနဲ့တွေ့မှခဏခဏဖြစ် နင်းနဲ့ငါနဲ့ကိစ္စကိုလေဘဝင်းကြီးကတူတည်ညီကြပြီမခံစားနိုင် ။သူကအိမ်တော်ကြီး။အိမ်တော်ကလည်းမဖြစ်မယ်။ငါလည်းချစ်ကမကောင်းပါဘူး။တေးရုံနဲ့တနေ့ကမှတစ်ခြားမိန်းမလေးချင်းတွေ့နေ။တာမှမမြင်နိုင်တာ။ဆရာဝန်နဲ့လူနာရှင်ရင်းနှီးရဲ့ဆက်ဆံမှုကဘိုးရင်းနှီးရဲ့ဆက်ဆံမှုဆိုရင်ဘိုးမကောင်းလားဆရာ။အဲ့ဒီနဲ့တေးရတယ်မလိုက်ဘူးငါချစ်တာဖြစ်နိုင်ငါဘောတစ်ခုလောက်တော့ပေးလိုက်ချင် ကိုယ်တိုင်မျက်မြင်တွေ့ရနေတန်တလုံးခွင့်လွှတ်နိုင်မှာမဟုတ်ဘူး မင်းလေးတယောက်နဲ့တွေ့တော့လုံးနေလို့လေသတင်းတွေဖတ် ဟုတ်ဆရာရော ဘယ်အိုးစီရလဲသမီးလေး ပြီးတော့မင်းတို့เนี่ยသမီးလေးရှင်းမှာဘာလို့တော့ဘလူးလဲလောက်ရလဲမသိဘူးเนาะဟိုသမီးလေးဦးဆရာလည်းဖြစ်နေတာ ။အားကြဆရာဆမ်းမှာဆရာ။မောင် ညဒါကျွန်တော်ရဲ့ဇနီးတန် ဒီမရဘူးအချီခွင်းတော့ရှိတယ်ချီခွင်းမရှိဒီမှန်ပြည့်နဲ့ဒူရမ်းပြီဆိုရင်အဲ့ဒါခိုးတာပေါ့။ဆရာတို့မခွဲနိုင်ဘူးတဲ့။မိုက်လို့ရဲ့သမီး ဒီလိုလူစိတ်မရှိတဲ့ကောင်ငါလည်းသားမတော်နိုင် ဆရာကိုချစ်လို့ညနှလုံးသားညရဲ့ထိန်းချုပ်မှုအောက်မှာမနေနိုင်တော့ဘူးတဲ့။ညလေညနှလုံးသားလေးကိုမထိန်းချုပ်နိုင်တော့ဘူးဆိုတာ။လက်ထပ်ပါသားဆရာရဲ့ ကျွန်တော်တတ်တယ်မခွဲနိုင်ဘူးမြားရဲ့ကျွန်တော်တတ်တယ်မခွဲနိုင်ဘူး အမေအမြပေဝါမြင်နေတာလားလို့ ဒီကောင်ဘူး ဒီတီတော့တော့မချစ်ဘူးချစ်အောင်ပဲတန်တရားဆိုတာလူကဖန်နေရပါငါကန်တရားကိုငါပဲဖန်နေ ဒီမဲ့ ချစ်ဆိုတာမျိုးอ่ะသူ့ကိုမချစ်နဲ့သူ့ကိုချစ်လို့ခံရရတော့ကောင်းတယ် ။ကြားရင်ဒီလိုပါပဲတမီး။တစ်ခါတလေစိတ်ကစားချင်ကြတာပေါ့။အချိန်တန်ရင်တော့အိမ်ပြန်လာမဲ့သူတွေကြီးပါပဲ။ You like me like more day low